Hello အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ကတော့ဘီယာတာဝါလေးဆောင်မယ်ပေါ့နော်အခုမှပြဆက်ရတာပေါ့နော်ဘာလို့ဒီရောအဲ့တာဝါဆိုတော့ဘီယာရိုင်းတာနဲ့ထောက်တာထိုက်ပိုင်းချွရှိရပေါ့နော်ဒီထက်တာလေးဆိုစစ်သားကြီးတွေကွာအပေါ်ဆုံးပဲဒီလိုဒီလေးပဲလောက်ရောက်နေကွာအဲ့အောက်ကိုပြစ်ပြကြတော့ဆိုလုံးဝဖြစ်တယ်ကွာဘီယာဆက်လုပ်တယ်မဆိုရင်ကြာပြီအဲ့ဆိုပို့ပြီးတော့တာထွက်တယ်ကိုရှိရနေဖေးပြရတော့အရှိရောက်သွားရင်လည်းတော့တာထွက်ပြန်ပြီဘာပြေလောက်နေရလဲအရာနားလေတင်နေပေါ့အဲ့ရကြစင်ကိုပြေးမလဲမပြေးရပါလဲဆိုခုံနေနေရတော့အိုက်ခွန်လို့အဲ့လုပ်တဲ့ချင်းစင်ပုံပြီးတယ်အခုတက်တဲ့နေရာမှာဆိုချောချောကြရကွာချောချောကြအောင်ထောတာထတာပေါ့နော်မရှိချောကြပြန်တော့ခုံးတွေတဲ့တွေပဲကြောင်ပြမလိုက်ချင်းစင်တနည်းလို့စိတ်ကအဖြစ်ဖြစ်စနေအနာကလည်းဖြစ်ဖြစ်လေးနေဘာလို့လဲဆိုရင်ပြေးစလို့တယ်ဆိုအမားရင်းလေးလေဖြစ်စေရှင်အဲ့ရတော့ခုံးနေလေမတကယ်လို့အများကြီးဘိုးအပေါ်ဆုံးရောက်နေလေပြက်ပြက်ကြမှာမလွယ်ဘူးကွာတဲ့မယ်သူကဘိုးအရှိတာမှာအဲ့တော့တော့ရိုက်ပိုင်းဟိုတက်ခါတလေးရတချို့ရထက်တယ်ပေါ့နော်မီလေးထက်တာပေါ့နော်ဘာဖြစ်လဲဆိုရင်အပေါ်ဆုံးရောက်နေမှာအောက်ပြုတ်ကြထက်တာပေါ့ဒီလိုတိုင်းတက်တဲ့ချင်းဆိုရင်ကြိုက်ကြရအခုလိုက်ချော်ပေးကြရပြီအဲ့လိုဆိုရင်နှစ်ခါလောက်ကြာရင်အဲ့ညမှာတည်းဟိုပလိုက်ရှင်တာတော့ရိုက်ပိုင်းထက်တာပေါ့နော်အဲ့လိုဖြစ်တယ်အဲ့ရရှင်တော့ပေါ့နော်ဗီဒီယိုလေးတော့မဆိုရင်မကြပြီဗီဒီယိုပေါ့ဒီပြင်ကလည်းကွာအစုံပြေးကွာတော့ဟိုဆက်ဆက်လို့ရှင်ကြောင်လိုင်းထက်တယ်ကွာလိုင်းထက်တော့ကြောင်ဘယ်ပြောင်းတော့လိုင်းတော့ကြောင်ဟိုတော့ဒီကမလွေအောက်ကိုပြုတ်ကြအဲ့ကြပုတ်ပိစိတ်တူပဲအခုရအောင်လေးပါလေးဘာတာကွာလေးစပြမလေးဆိုရင်မဖြစ်ပါလို့အဲ့တော့ပြရှင်မိုင်နော်ခုမှဗီဒီယိုဆက်လုပ်တာဖြစ်တဲ့အတွက်ပါနော်